အေးလိုင်းပေါ်မှာလေတချို့ရိတ်ဆက်မောင်းစားတင်မောင်းလေးတွေပြောအောင်မှာနော်စစ်လောကထဲရောက်တာမကြသေးဘူးမင်းတို့ပါစစ်ကြီးတွေပဲမောင်းလိုင်းပေါ်တွေမှာပြောနေလိုက်ကြတာတွေအဓိကမင်းတို့ဘလို့ပဲမောင်းအဓိကတောင်သူကျွေးတဲ့ထမင်းကိုစားပြီးစဘာပဲနေကိုနင်းမမောင်းကြနဲ့ပြောချင်တယ်နော်ကိုယ်တဲ့လှဲ့တဲ့ပတ်တဲ့နေရာလေးတွေမှာစဘာပင်လေးတွေကိုလောအောင်မောင်းကြအဲ့ဒီစဘာဖြစ်လာတဲ့ဆန်ထမင်းကိုမင်းတို့ကျွေးရဒီလားကျေးဇူးတရားလေးတဲ့နားလဲကြအောင်လူဆိုတာကျေးဇူးတရားကိုနားလဲတဲ့တယောက်နဲ့တယောက်ဓာမြန်တက်ရောက်မှုစေတနာအကျိုးပေးဆိုတာရှိရနော်ညီလေးတို့နားမလဲသေးတဲ့ညီလေးတို့ပြောလိုက်မယ်အဲ့တော့ကိုချင်းစာတရားလေးနဲ့ကိုဧကရဖို့အရေးတွေမမောင်းကြနဲ့ပေါ့ဈေးလေးတွေကိုလည်းတယောက်နဲ့တယောက်ညှိနှိုင်းပြီးတော့မောင်းကြပေါ့ကွာနော်ကိုချင်းစာတရားလေးတွေထားရအောင်လို့ပါကိုရီးယားတော့အေးဆေးပဲအားလုံးကိုချက်ပါတယ်လို့